ဒီနေ့တော့ကျွန်တော်ကဂျပန်ရဲ့ဗြိတိရှရဲ့အီတလီရဲ့ဒါ၃နိုင်ငံပေါင်းပြီးတော့ကြံစီလှုပ်ဆောင်နေတဲ့နောက်မျိုးဆက်တဲ့တိုက်လင်ရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒီသတင်းကိုပြောပြသွားမယ်ပေါ့နော်အဲ့တော့ဂျပန်ရဲ့ဗြိတိရှရဲ့အီတလီရဲ့ဆိုအားလုံးသိတဲ့အတိုင်းပေါ့နော်တစ်ခေတ်တစ်ခါကနော်စစ်ရေးအင်အားမှာဆရာကြာလို့တဲ့နိုင်ငံကြီးဖြစ်တယ်ပေါ့နော်အခုအခါမှာသူတို့ကကမ္ဘာပေါ်မှာဒါဘယ်လိုပြောအာနာပါဝါပေါ့နော်လွှမ်းမိုးချုပ်ကိုင်နေတဲ့အမေရိကန်တရုတ်နဲ့ရုရှားဒါကိုသူတို့ကရှင်းဆိုင်ကြော်လွှားဖို့အတွက်ပြောအမေရိကန်လည်းပါတယ်နော်အမေရိကန်လည်းပြောရင်တော့အန်တုနိုင်ဖို့အတွက်ပေါ့ဗျာဂျပန်ရဲ့ဗြိတိရှအီတလီရဲ့ဒါ၃နိုင်ငံပေါင်းသူတို့နိုင်ငံရဲ့နီးပညာတွေဖလှယ်ပြီးတော့ကမ္ဘာအကောင်းဆုံးလို့ဆိုရမယ်တိုက်လေရင်တစ်မျိုးကိုသူတို့ကြံစီလှုပ်ဆောင်နေပေါ့နော်ဒါပေမဲ့လေဗြိတိရှကလက်ရှိမှာသူ့ရဲ့နိုင်ငံထဲမှာဘန်နာကြီးအခက်အခဲရှိနေတယ်အဲ့ဒါကြောင့်မို့သူကဆက်လုပ်ရမလားမလုပ်ဘူးလားဆိုပြီးတော့မသေးချာမေးရမှုတွေရှိခဲ့ပေမဲ့ဒါနောက်ဆုံးကျွန်တော်တီးသလောက်ဆိုရင်တော့ဒီကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုအစီအစဉ် okay တယ်ဆိုပြီးတော့2029အထိ၃နိုင်ငံပူးပေါင်းဆက်လုပ်သွားမယ်ဆိုပြီးတော့ဒါဗြိတိရှဘက်ကတက်တန်းတိုးလိုက်တယ်ပေါ့နော်တကယ်လို့ကဗြိတိရှကတက်တန်းမတိုးဘူးဆိုရင်တော့ဒီမျိုးဆက်တစ်တိုက်လေရင်ဒီဂျပန်နဲ့အီတလီကဆက်လုပ်သွားနိုင်တဲ့အလားအလာတော့ရှိပါတယ်အဲ့တော့ဗြိတိရှကာကွယ်ရေးဝန်ကြီးဌာနကဒီအာရှမှာဆရာတစ်ပါးဖြစ်တဲ့ဂျပန်ရဲ့နောက်ပြီးတော့ဥရောပမှာလည်းဆရာဖြစ်နေစေအီတလီပေါ့နော်ဗြိတိရှဂျာမနီအီတလီ၃နိုင်ငံပူးပေါင်းပြီးတော့ပေါ့နော်ဒီနောက်မျိုးဆက်တစ်တိုက်လေရင်စီမံကိန်းအတွက်ဒီ၃နိုင်ငံအစိုးရဖွဲ့စည်းထားတဲ့ဒီကုမ္ပဏီပေါ့ဗျာကုမ္ပဏီတွေရဲ့နောက်ပြီးခုနကဒီဇိုင်းရေးဆွဲဖို့တာဝန်ယူထားတဲ့၃နိုင်ငံပါတဲ့ဖက်ဆက်ကုမ္ပဏီပေါ့နော်အဲ့ဒီကြားမှာရှိတဲ့စာချုပ်ကို2029အကုန်ထိဒါတက်တန်းတိုးလိုက်တယ်ဆိုပြီးတော့ဒါဇူလိုင်3ရက်မှာထုတ်ပြန်ကြေညာတာကိုကျွန်တော်တွေ့မိတယ်ပေါ့နော်အဲ့တော့ဗြိတိရှကာကွယ်ဝန်ကြီးဌာနရဲ့အဆိုအရဆိုရင်တော့ဒီ၃နိုင်ငံဖွဲ့ထားတဲ့ဒီနိုင်ငံတကာအဖွဲ့အစည်းပေါ့နော်အဲ့ဒါကဂီကိုဆိုတဲ့အဖွဲ့အစည်းရဲ့နောက်ပြီးတော့ဒီဒီဇိုင်းဖွံ့ဖြိုးရေးတာဝန်ယူတဲ့ဖက်ဆက်ကုမ္ပဏီadminပေါ့နော်ဒီကုမ္ပဏီတို့အကြားမှာချုပ်ဆိုတဲ့စာချုပ်အသစ်ရဲ့တန်ဖိုးကပေါင်အားဖြင့်ဆိုရင်ဗြိတိရှစတာလင်ပေါင်းနဲ့ဆိုရင် 4.6 ဘီလီယံဂျပန်ယန်နဲ့ဆိုရင်တော့990ဘီလီယံခန့်အောင်ရှိတဲ့ဒါရင်းနှီးမြှုပ်နှံမှုကြီးပေါ့နော်အဲ့ဒီစာချုပ်ကလည်းပထမတစ်ချိန်သူတို့စာချုပ်ချုပ်ခဲ့တယ်ဒီနှစ်ဧပြီလမှာပထမဆုံးစာချုပ်ချုပ်ဆိုခဲ့တယ်ဒါပေမဲ့ဗြိတိရှကအဲ့ဒီအချိန်မှာသူ့ရဲ့ဘဏ္ဍာကြီးအခက်အခဲအကျက်တွေရှိနေတော့သူက3လလောက်ပဲပေါ့နော်စာချုပ်ကို3လလောက်ပဲစာချုပ်ချုပ်ဆိုခဲ့တယ်ပြောရင်ရေးချီစာချုပ်မချုပ်နိုင်ဘူးပေါ့နော်ဒါအဲ့တော့သူ့ရဲ့စာချုပ်တက်တန်းကပြီးခဲ့တဲ့လကုန်အထိပြီးခဲ့တဲ့လမှာတက်တန်းကုန်သွားတာဒါပေမဲ့ဗြိတိရှအစိုးရကဒီသူလည်းပဲပေါ့နော်သူ့နိုင်ငံမှာဒီဘန်နာကြီးအခက်အခဲတွေရှိမယ်သူလည်းအကောင်းဆုံးကြိုးစားခဲ့တဲ့နောက်မှာပြောရင်ဘန်နာကြီးအနေငယ်ရရှိလာတဲ့အတွက်ကြောင့်သူကဇွန်လ30ရက်နေ့မှာဒီမျိုးဆက်တဲ့တိုက်လေရင်စီမံကိန်းမှာသူတို့ဆက်ပြီးတော့ပါဝင်မယ်ရင်းနှီးမြှုပ်နှံမယ်ဆိုပြီးတော့ဒါထုတ်ပြန်ပြီးတော့2029အထိဂျပန်ဗြိတိရှအီတလီလက်တွဲပြီးတော့ဒီလင်းအသစ်ထွက်ပေါ်ဖို့အတွက်ပူးပေါင်းလှုပ်ဆောင်သွားဖို့စာချုပ်တက်တန်းတိုးလိုက်တယ်ပေါ့နော်ဂျပန်ဘက်ကတော့ဒီလိုမျိုးဥရောပကနိုင်ငံကြီးတွေဖြစ်တဲ့ဗြိတိရှအီတလီတို့နဲ့ပူးပေါင်းပြီးတော့ပေါ့နော်ဒီအာရှမှာခတ်ဆွာလုပ်နေတဲ့တရုတ်တွေနောက်ပြီးတော့သူ့ကိုစစ်ရေးအကူအညီကြပါတော့ကာပါနောက်တစ်ချိန်မှာမပေးနိုင်တော့ဘူးလို့လေနံပစ်နေအမေရိကန်ပေါ့နော်ဒီနှစ်နိုင်ငံရဲ့နောက်ပြီးသူ့ရဲ့နိုင်ငံရဲ့ဘယ်လိုပြောမလဲနယ်နိမိတ်လုံခြုံရေးကိုမကြာခဏထိပါဒီဟိုပါပေါ့နော်ထိပါနေတဲ့ရုရှားနိုင်ငံကိုလည်းသူကအကောင်းဆုံးပြန်လဲတုတ်ပြန်ဖို့အတွက်ဒါဥရောပက CI နှစ်ပါးနဲ့တွားပြီးပူးပေါင်းတာပေါ့နော်တကယ်လို့ဒါဒီပူးပေါင်းမှုကပြီးဆုံးသွားပြီဆိုရင်တော့ဒါထွက်လာတဲ့တိုက်လေရင်ဒီတရုတ်ထက်လည်းတာမယ်ရုရှားထက်တော့အများကြီးတာပါမယ်အမေရိကန်နဲ့တော့ဒန်းလူရှင်းနိုင်လောက်တဲ့တိုက်လေရင်အသစ်တစ်မျိုးဖြစ်နိုင်တယ်ဆိုပြီးတော့ဒါစီရေးလေးလာတဲ့သူတွေကတော့ခံမှန်းလာတယ်ပေါ့နော်အဲ့တော့ဂျပန်အစိုးရကလက်ရှိသူတို့သုံးနေတဲ့သူတို့ရဲ့လေတပ်မှာသုံးနေတဲ့ Mitsubishi F2 တိုက်လေပေါ့နော်အဲ့ဒီတိုက်လေရင်အစားထိုးမဲ့လေရင်အဖြစ်ဒါသတ်မှတ်ထားပြီးတော့သူတို့၃နိုင်ငံပေါင်းနဲ့ဒီတိုက်လေအသစ်ဆက်ကို2035မှာစတင်အသုံးပြုနိုင်ဖို့သူတို့ကရည်မှန်းထားတယ်ပေါ့နော်အဲ့တော့အစားထိုးခံရမဲ့ Mitsubishi F2 တိုက်လေရင်ဆိုတာကအမေရိကန်တိုက်လေ F16 ပေါ့နော် F16 တိုက်လေရင်ကိုအတူယူတာလေရင်ဖြစ်တယ်ပေါ့နော်ဒါကိုဂျပန်ကခင်မမိတော့ဘူးဆိုအစားထိုးခြင်းတွေကဗြိတိရှနဲ့အီတလီရဲ့နီးပညာနဲ့ပေါင်းပြီးတော့တရုတ်နဲ့ရုရှားကိုအသာလေးကြော်ဖြတ်မယ်ဆိုတဲ့သဘောမျိုးနဲ့ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်ပေါ့နော်အဲ့တော့အမေရိကန်ကတော့ဒါပေမဲ့လည်းအမေရိကန်တော့နံပါတ်1ဖြစ်နေသေးပါပဲနော်ကျေးဇူးတင်ပါတယ်